အားလုံးပဲမင်္ဂလာပါရှင်တဏ္ဍာကတော့ဒီနေ့တဏ္ဍာရဲ့ makeup product ကလေးတွေအားလုံးကိုတေချာလေးတန်ရှင်းရေးလုပ်မှာဖြစ်တဲ့အတွက်စပွဲပေါ်မှာပုံချပြီးတော့တစ်ခုချင်းစီတေချာတန်ရှင်းရေးလုပ်နေတဲ့ဗီဒီယိုလေးကိုရိုက်ပြီးတင်ပေးလိုက်တာဖြစ်ပါတယ်တဏ္ဍာကကိုကလည်းတနက်ရှင်းရှင်းတက်တက်ရဲ့ကိုကြိုက်တာဖြစ်တဲ့အတွက်ကိုရဲ့ client တွေလာပြီဆိုလို့ရှိရင်လည်းတေတေချာချာတနက်ရှင်းရှင်းတက်တက်ရဲ့ကလေးနဲ့ brush set တွေကအစားတစ်ခုမကျန်အားလုံးတန့်ရှင်းပြီးသားကိုမှသုံးပေးတာဖြစ်ပါတယ်ရှင်လူတွေအားလုံးကတော့ makeup artist တွေက makeup လေးတွေကိုလိမ့်ပြီးတော့လှလှပပနဲ့ကြောပေါ့ပေါ့လေးဖြစ်ပြီးတော့လို့ထင်နေကြပါတယ်ဒါပေမဲ့အဲ့လိုမဟုတ်ပါဘူးရှင်အသေးစိတ်ပစ္စည်းတစ်ခုချင်းစီကအစားတေတေချာချာတန်တန်ရှင်းရှင်းလုပ်ပြီးတော့အခုလိုတန့်ရှင်းတက်ရက်တဲ့ဇပွဲတစ်လုံးရဖို့ဆိုတာအချိန်လေးလည်းအများကြီးပေးရတယ်လို့မျိုးအသေးစိတ်အချက်လက်တွေကိုလည်းကိုယ်တိုင်လိုက်လုပ်ရတာပဲဖြစ်ပါတယ် brush တွေကအစားတေချာရေးစေးကြောတန့်ရှင်းပို့သက်ပေါင်းတင်ပြီးတော့မှပြန်လဲအသုံးပြုပေးခြင်းဖြစ်ပါတယ်ရှင်ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်